ရခိုင်ပြည်စစ်တွေမြို့အဝင်ကမင်းရှောင်းတတာအနာကိုမြန်မာလေတပ်ကမနေ့ကညနေပိုင်းမှာဂျက်ဖိုက်တာတွေနဲ့ဘုံလာကျဲခဲ့တယ်လို့သတင်းရရှိပါရယ်။မနေ့ကဧပြီလ29ရက်နေ့ညနေ3နာရီလောက်မှာဂျက်တိုက်လေယာဉ်တွေနဲ့ဘုံလာရောက်ကျဲရှာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်ကနရင်စရာကိုပြောပါရယ်။ဘုံကျဲတိုက်ခိုက်မှုတွေကိုမိနစ်20လောက်ပြုလုပ်ခဲ့တာဖြစ်ပြီးစုစုပေါင်းဘုံအလုံးရေ30လောက်ကိုကျဲရှာတိုက်ခိုက်ခဲ့တယ်လို့သူကပြောပါရယ်။ဒီလိုဘုံကျဲတိုက်ခိုက်မှုကြောင့်မင်းရှောင်းတတာအနားမှာမိခိုလုံးတွေထွက်ပေါ်နေတာကိုတွေ့မြင်ခဲ့ကြရတယ်လို့လည်းတခြားဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်။ဘုံကျဲတိုက်ခိုက်ခံရတဲ့နေရာမှာထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့နရီစရာအနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါရယ်။မြန်မာစစ်တပ်ဟာရခိုင်ပြည်အတွင်းဘုံကျဲတိုက်ခိုက်မှုတွေကိုအခုရက်ပိုင်းအတွင်းမှာခက်ဆက်ဆက်ပြုလုပ်လာနေပြီးအရင်ကနဲ့မတူဘဲလေကြောင်းအုံပြုမှုတွေကိုပိုပြီးလှုပ်ဆောင်လာနေတာကိုတွေ့ရတယ်လို့လည်းဒေသခံတွေကပြောကြပါရယ်ရှင်။